未婚、婚約、既婚、別居、離婚。未婚、婚約、既婚、別居。離婚。田中さんはまだ未婚ですか？いえ、実は先月婚約したそうですよ。そうなんですか。じゃあ鈴木さんは、彼は既婚でしたよね。はい、でも奥さんと別居していると聞きました。仲が悪いんですか？多分もうすぐ離婚するみたいです。田中さんはまだ未婚ですか？いえ、実は先月婚約したそうですよ。そうなんですか。じゃあ鈴木さんは、彼は既婚でしたよね。はい、でも奥さんと別居していると聞きました。仲が悪いんですか？多分もうすぐ離婚するみたいです。အလုတ်လျှောက်လွှာဒါမှမဟုတ်အစိုးရရုံးသုံးဖောင်တွေမှာဖြည့်ရင်ဒီလိုရေးလေးရှိပါတယ်။အိမ်အောင်ရှိတဲ့သူဆိုရင်ခိခွန်ကိုရွေးပြီးတော့အိမ်အောင်မရှိဘူးဆိုရင်မိခွန်ကိုရွေးပေးရပါတယ်။မိခွန်ဆိုတာကတော့လင်မယားကွာရှင်းခြင်းကိုဆိုလိုတာပါ။နှစ်ယောက်စလုံးအသက်ရှင်လျက်ရှိပြီးတော့နှစ်ယောက်သဘောတူကွာရှင်းတာပဲဖြစ်ဖြစ်တရားရုံးကနေကွာရှင်းတာပဲဖြစ်ဖြစ်သုံးလို့ရပါတယ်။စေကခုကအာဝနာခုတဲ့ရိခွန်စတာစိတ်နေစိတ်ထားမတိုက်ဆိုင်လို့ကွာရှင်းလိုက်ကြတယ်လို့ဆိုလိုတာပါ။အသေးပဲချင်းစင်တူပေမဲ့အသုံးနှုန်းတဲ့အခြေအနေမှာကွာခြားပါတယ်။ရိခွန်ကတော့နှစ်ယောက်စလုံးအသက်ရှင်နေပြီးတော့ကွာရှင်းတာဖြစ်ပါတယ်။ရိဘဲစုကတော့နှစ်ယောက်စလုံးအသက်ရှင်နေတာပဲဖြစ်ဖြစ်တယောက်ယောက်ကတည်ဆုံးသွားတာပဲဖြစ်ဖြစ်ကွာရှင်းခြင်းကိုနှစ်ခုလုံးသုံးနိုင်ပါတယ်။ကိုကြီးရာဇဝင်တွေမှာဒါမှမဟုတ်ရုံးမိုင်းဆိုင်ရာစာရွက်စာတမ်းတွေမှာအိမ်အောင်ရှိမရှိဖြည့်တဲ့အခါအိမ်အောင်ဘက်နဲ့ကွဲနေတဲ့သူဆိုရင်ရိဘဲစုဆိုတဲ့စကားလုံးကိုသုံးလို့ရှိပါတယ်။တကယ်လို့အိမ်အောင်ဘက်တဦးကတိတ်ဆုံးသွားလို့ကွဲကွာရတာမျိုးဆိုလို့ရှိရင်ရှေ့ဘက်စုကိုအတိအကျသုံးလို့ရပါတယ်။ရိဘဲစုကတော့ကွာရှင်းတာလားတိတ်ဆုံးသွားတာလားဆိုတာမသိကြပေမဲ့ခွဲခွာသွားပြီဆိုတဲ့အချက်ကိုပဲပြောပြချင်တာပါ။ကျမကတော့ရိဘဲစုလောက်ထားတဲ့သူပါလို့ပြောရင်နားထောင်တဲ့သူကအော်သူ့အိမ်အောင်ဘက်ကဆုံးသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကွာရှင်းထားတာပဲဖြစ်ဖြစ်တခုခုတော့ဖြစ်ခဲ့မှာပဲလို့နားလည်သွားရမှာပါ။ကွာရှင်းလိုက်ပြီဆိုတဲ့စကားကိုပြောချင်ရင်ရိခွန်လို့သုံးလို့ရပါတယ်။ရိဘဲစုကတော့အိမ်အောင်ဘက်နဲ့ကွဲကွာခဲ့ရတယ်ဆိုတဲ့ရလဒ်ကိုပဲပြောချင်တာပါ။အဲ့ဒီအိမ်အောင်မရှိတော့ဘူးဆိုတဲ့အနောက်မှာအကြောင်းရင်းကိုမပြောဘဲနဲ့ခြုံငုံပြီးဖော်ပြလေးရှိတဲ့အချိန်မှာရိဘဲစုကိုသုံးပါတယ်။ကွာရှင်းတာပဲဖြစ်ဖြစ်တိတ်ဆုံးတာပဲဖြစ်ဖြစ်အိမ်အောင်ဘက်မရှိတဲ့အခြေအနေကိုပြောချင်တာပါ။そういえば田中さんの奥さん最近見かけないけど元気かな？ああ、田中さんなら半年前に奥さんと離婚したんだよ。本当、仲が良さそうだったのに。うん。でも最近は田中さんみたいに離別を経験して一人で暮らす人も増えているみたいだね。そうだね。私の親戚にも旦那さんと死別してからずっと一人で頑張っている人がいるよ。そういえば田中さんの奥さん最近見かけないけど元気かな？ああ、田中さんなら半年前に奥さんと離婚したんだよ。本当、仲が良さそうだったのに。うん。でも最近は田中さんみたいに離別を経験して一人で暮らす人も増えているみたいだね。そうだね。私の親戚にも旦那さんと死別してからずっと一人で頑張っている人がいるよ。ကဲအခုလောက်ဆိုရင်ခွန်ရင်ကြောပြောဆိုတဲ့အိမ်အောင်ရေးချီအနေနဲ့ပတ်သက်တဲ့စကားလုံးလေးတွေဖြစ်တဲ့မိခွန်ခွန်ရက်ခုခိခွန်ဘက်ကျော်ရိခွန်ရိဘဲစုနဲ့ရှိဘဲစုတို့ကိုကောင်းကောင်းနားလည်သွားပြီလို့ထင်ပါတယ်တကယ်လို့နားမလည်သေးဘူးဆိုရင်နောက်တစ်ခေါက်လောက်ပြန်ကြည့်ပေးကြပါနော်ကဲအားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်